ကျွန်တော်တို့နေ့စဉ်ရှင်သန်မှုအတွက်အစားအစာဟာမရှိမဖြစ်လိုအပ်ပါတယ်။ဒါပေမဲ့ကမ္ဘာနေရာအသီးသီးမှာရှိကြတဲ့လူပေါင်း10 ဘီလီယံနီးပါးဟာဘယ်လိုအစားအစာတွေကိုအဓိကထားစားတောက်ကြတယ်လဲ။တချို့အစားအစာတွေကသမိုင်းကြောင်းကိုပြောင်းလဲပစ်ခဲ့တယ်လို့တချို့ကတော့နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုထိန်းကျောင်းနေပါတယ်။ဒီနေ့ Shuwa Channel ကနေပြီးတော့ကမ္ဘာပေါ်မှာလူအစားအများဆုံးအခြေခံအစားအစာ10မျိုးရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုစလိုက်ကြအောင်ပါ။နံပါတ်10ပီလောပီနံနံပါတ်10နေရာမှာကတော့ပီလောပီနံမှာအာဖရိကတောင်အမေရိကနဲ့အာရှတိုက်ရဲ့အချို့ဒေသတွေမှာအင်မတန်အရေးပါပါတယ်။သူကမြေစီလွှမ်းညံဖြစ်တဲ့နေရာမှာတောင်ရှင်သန်နိုင်ပြီးမိုးကောင်ရေရှားမှုတန်းကိုခံနိုင်ရရှိပါတယ်။ကမ္ဘာတစ်ဝန်းမှာလူပေါင်းတန်း900ကျော်ဟာကာဘိုဟိုက်ဒရိတ်ရရှိဖို့အတွက်ပီလောပီနံကိုအဓိကအားကိုးနေကြရတာပါ။ထူးခြားချက်ကတော့သူကိုအစိမ်းစားလို့မရဘဲစနစ်တကျချက်ပြုတ်မှသာပါဝင်တဲ့အစိတ်အတောက်တွေပြင်ဆင်သွားမှာဖြစ်ပါတယ်။နံပါတ်9ပဲအမျိုးမျိုးနံပါတ်9နေရာမှာကတော့ပဲမျိုးစုံပါကလပဲပဲရာစာပဲထိုးပဲစတဲ့ပဲမျိုးမျိုးဟာကမ္ဘာတစ်ဝန်းကတက်တက်လွတ်စားသူတွေအတွက်အဓိကပရိုတင်းအရင်းအမြစ်ဖြစ်ပါတယ်အသားစီးကြီးတဲ့နိုင်ငံတွေမှာပဲဟာဆင်းရဲသားတို့ရဲ့အသားလိုတောင်တင်စားခံရပါတယ်နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့သူရင်းတရားတက်ကိုလည်းထိန်းညှိပေးနိုင်တဲ့ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းတွေကအမြဲတမ်းတိုက်တွန်းလေးရှိတဲ့အစားအစာဖြစ်ပါတယ်နံပါတ်10ဥအမျိုးမျိုးနံပါတ်10နေရာမှာကတော့ကျဲဥဘဲဥစတာတွေပဲဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းလုံးမှာတစ်နှစ်ကိုကျဲဥပေါင်းဘီလီယံ1000ကျော်ထုတ်လုပ်နေပါတယ်သူကဈေးအသက်သာဆုံးနဲ့ပြင်ဆင်ရအလွယ်ကူဆုံးပရိုတင်းအစားအစာပါနိုင်ငံတိုင်းရဲ့မနက်စာဝိုင်းတွေမှာဥမျိုးစုံကိုတွေ့ရနိုင်ပါတယ်ဗီတာမင်နဲ့တက်ထုတဲ့စုံစုံလွန်းလွန်းပါဝင်တာကြောင့်ကလေးငယ်ကြီးထွားမှုအတွက်အကောင်းဆုံးအစားအစာအဖြစ်သတ်မှတ်ကြပါတယ်နံပါတ်9ကြက်သားကမ္ဘာပေါ်မှာလူသုံးအများဆုံးအသားဟာကြက်သားဖြစ်ပါတယ်အမဲသားသို့မဟုတ်ဝက်သားတို့လိုဘာသာရေးရကန့်သက်ချက်မရှိသလောက်နှဲပါတာကြောင့်နိုင်ငံတကာမှာလူကြိုက်အများဆုံးဖြစ်နေတာပါအစီပါဝင်မှုနှဲပါပြီးကြွက်သားတိဆောက်လူသူတွေအတွက်အကောင်းဆုံးဖြစ်လို့အကစားသမားတွေရဲ့အနှစ်သက်ဆုံးအစားအစာလည်းဖြစ်ပါတယ်နံပါတ်6ပဲပုတ်နံပါတ်6နေရာမှာကတော့ပဲပုတ်ပါသူကဓာတ်ရိုက်စားထားတဲ့ပြုပြင်ထားတဲ့ပုံစံနဲ့ပူပြီးကျေပြတ်ပါတယ်တူဟူပဲငပိပဲပြပဲနို့စားတာတွေအပြင်ကျွန်ုပ်တို့နေ့စဉ်သုံးနေတဲ့ဟင်းချက်စီးတွေရဲ့အဓိကကုန်ကျန်းဟာပဲပုတ်ပဲဖြစ်ပါတယ်အရှိအာရှနိုင်ငံတွေဖြစ်တဲ့တရုတ်ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေရဲ့စားတောက်မှုယဉ်ကျေးမှုမှာပဲပုတ်မပါရင်မပြီးသလောက်ပါပဲနံပါတ်5အာလူနံပါတ်5ကတော့အာလူပါမူလကတောင်အမေရိကရဲ့အေးဒီတောင်တန်းတွေမှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးအခုဆိုရင်တကဘာလုံးကိုပြန့်နှံ့သွားပါပြီ18ရာစုဥရောပမှာငတ်မွတ်ခေါင်းပေါက်မှုဘေးကနေကယ်တင်ခဲ့တာအာလူပဲဖြစ်ပါတယ်အာလူကျော်အဖြစ်လူငယ်တွေကြားမှာအရန်ခေစားသလိုအာလူတောင်သို့မဟုတ်ဟင်းအဖြစ်လဲနေရာတိုင်းမှာစားသုံးကြပါတယ်နံပါတ်4ပြောင်းမှုနံပါတ်4ကတော့ပြောင်းမှုပါကမ္ဘာပေါ်မှာအလေးချိန်အများဆုံးထုတ်လုပ်တဲ့သီးနှံဖြစ်ပါတယ်ပြောင်းမှုဟာအစားအစာတွေမကဘဲစက်မှုကုန်ကျန်းအဖြစ်လဲအရန်အသုံးဝင်ပါတယ်ကျွန်တော်တို့တောက်နေတဲ့အချိုရည်တွေကကြားရီကားတွေမှာသုံးတဲ့အဲနိုးလောင်စာစားတာတွေဟာပြောင်းမှုကနေလာတာပါဒါအပြင်အသားတွေထုတ်လုပ်ဖို့အတွက်မွေးမြူရေးတရိတ်ဆန်တွေကိုကျွေးတဲ့အဓိကအစားအစာလည်းဖြစ်ပါတယ်နံပါတ်3ဂျုံနံပါတ်3ကတော့ဂျုံပါကမ္ဘာမြေမျက်နှာပြင်ရဲ့အကျယ်ဝန်းဆုံးနေရာမှာစိုက်ပျိုးထားတဲ့သီးနှံဖြစ်ပါတယ်ပေါင်မှုန့်ခောက်ဆွဲပီဇာကိတ်မုန့်နဲ့နံရစားတာတွေရဲ့အရင်မြင့်အားလုံးဟာဂျုံပါပဲအနောက်နိုင်ငံတွေနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက်ဂျုံဟာထမင်းလိုပဲမရှိမဖြစ်အဓိကစွမ်းရည်အရင်အမြစ်ဖြစ်ပါတယ်နံပါတ်2နိုးနဲ့နိုးထွက်ပစ္စည်းများနံပါတ်2ကတော့နိုးနဲ့နိုးထွက်ပစ္စည်းပါနွားနို့စိတ်နို့အပြင်ဒိန်ကဲထောပတ်နဲ့ဒိန်ရင်စတာတွေကိုကဘာတဝန်းလုံးမှာအကြီးအကျယ်စားသုံးကြပါတယ်ကယ်လ်ဆီယမ်တက်ကျွဲပါတာကြောင့်အယိုးအစစ်တမ်းပါဖို့အတွက်လူသားတွေဟာရှိရခင်ကလေးကနို့ကိုမှီဝဲကြကြတာပါဥရောပနိုင်ငံတွေမှာဆိုရင်ဒိန်ကဲအမျိုးအစားပေါင်းထောင်ချီရှိပြီးယဉ်ကျေးမှုတစ်ခုလိုတန်ဖိုးထားကြပါတယ်နံပါတ်1ဆန်စပါးနောက်ဆုံးနံပါတ်1ကတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းဆန်စပါးပဲဖြစ်ပါတယ်ကမ္ဘာလူဦးရေ90ရာခိုင်နှုန်းကျော်ဟာဆန်ကိုအဓိကအစားအစာအဖြစ်စားသုံးကြပါတယ်အထူးသဖြင့်အာရှနိုင်ငံတွေမှာဆန်ဟာအစားအစာတွေမဟုတ်ဘဲဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်ဆန်ဟာကမ္ဘာစွမ်းရည်လိုအပ်ချက်ရဲ့20ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနေပြီးလူသားတွေအတွက်လည်းအရေးပါဆုံးသောသီးနှံအဖြစ်ထိတ်ဆုံးတာရပ်တည်နေပါတယ်ခဲဒါဆိုရင်ကမ္ဘာကိုမောင်းနေကြအဓိကအစားအစာ10မျိုးအကြောင်းကိုသိရှိသွားကြပြီဖြစ်ပါတယ်အဲ့ဒီအထက်မှာလူကြီးမင်းတို့အနေနဲ့ဘယ်အစားအစာဟာအရေးပါဆုံးလို့ထင်ပါတယ်လဲကိုမမဝင်ရောက်ဆွေးနွေးပြီးကြပါအောင်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေဝါ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ